ဒီနေ့ဘမ်းမဖောက်ပြမယ်ဒီဘူးလေးလေးဖောက်မယ်ဒီဘူးလေးရကြတော့မမေချင်းအတွက်ဗလက်တိုင်းကြီးလက်ဆောင်မမေစီကန်းအပြန်ဝင်လိုက်တာမရှိတော့ မင်းနေမကောင်းလို့ သူကဒါလေးပါတယ်မမေဆက်တယ်လို့ဆိုတာ မင်းကဒီရုပ်လေးလိုချင်တာဒါလေး မမေစီကဒီခွေးရုပ်လေးလို့ချင်တာတဲ့ ကိတ်ကိတ်တို့နဲ့တူအောင် ဒီကိစ္စနဲ့စာဟုတ် ထောက်တော့မယ်နော် ဒီလေးအစားလေးပေးလိုက်မယ်နော်တော့ဟုတ် ဒီရုပ်လိုချင်တာဒီရုပ်ပြလိုက်အောင်မယ်ဒါလေးလိုချင်တာပါရှင့်ဒါလေးလိုချင်တာနော်ဒါလေးခောက်မယ်သူကပေးတာကလေးဆိုတော့လေသူကယူအောင်ပါတဲ့ တစ်ခုယူမှာကိစ္စနှစ်ခုပါဆိုတော့ အမေချောရဲ့အဲ့လိုဖောက်လို့မရအောင်လေဘမလေ ဟိုင်း ဟာအဝါရောင်ကွာမကြိုက်ဘူးစိတ်ညစ်တယ် ဒါမလာရဲ့ ဒါကြီးရတယ်ကွာဒါကြီး အဲ့ဒါခုဖောက်မယ် နှစ်ခုပါလား အဲ့ဒါသူဟာ ဒါဖောက်မယ် တန်လိုက်ကမကပ်ဘူးမိုက် ဟုတ်လား ဟောကတာမဟုတ်ဘူးသူဟာကွာနေရဟုတ်လားအဲ့မှာဒီခုပြရမှာ ဒီနေ့ကမပြရင်ကလည်းမကြည့် ထောက်လေ ဘူးဘာသာပါလေးလဲ ဘယ်ရုပ်လိုချင်တာလဲ ဟုတ်တာဘယ်လိုချင်လဲဆိုတော့အကောင်လိုချင်တယ်ဒီတကောင်ကမလိုချင်တာ လောင်းလေးကြရ မလိုချင်တာတော့မလိုချင်တာကိုပြတာသူကတန်တာကုန်ရဟုတ် လော လား င်းလေးကြရနော် လာတယ်မိုက်တယ်ဟုတ်တယ်ဒါလေးလာတယ်မိုက်တယ် ဒီဘက်မှာမကြပါစေနဲ့ အားလေးပေါ့အကျကျရုပ်ဒီပေါက်တယ်အနည်းရယ်မရှိရော ဟာချစ်စာလေးဒီမှာဒီရလေးပေါက်သွားတယ် ဆရာလေး ချစ်စာလေးရောဒီမှာအနီရောင်လေးအရင်လို့ချင်တာ သူကမလုံးပါဘူး ညီမလေးညိုချောလေး သူကဒီအဖြူကလွယ်လို့အကုန် နီမဟုတ်တဲ့ပေးရ မကျ ချစ်စာလေး သူကဒီအဖြူကလွယ်လို့ သမီးဟေးလားပြန်အနီလေးမဟုတ်ဘူးသားပေါက်သားဖြစ်တယ်အနုပြန် ဒီညိုလေးသမီး ချစ်တယ် ညိုလေး ဒီအယုံလေးအတိုင်းထွက်တာတွေ့လားနော်ဒီပန်းရတာဒီတိုင်းလေးရတာသူက ရွှေလေးရမှန်သွားတယ် ပတ်လေးဖတ် ချစ်တယ် ရပြီ တာတာ